Hi ဒီနေ့ကကြတော့ကျောင်းသားကျောင်းသူတွေအများစုကြောက်နေကြတဲ့တင်ချဘာသာရပ်ကိုဘယ်လိုမျိုး handle လုပ်လဲတင်ချရဲ့မိကုံပုံစံဘာလဲတခန်းချင်းစီလိုက်အမှတ်ခွဲပုံစံဘာလဲဆိုတာကိုရှင်းပြပေးသွားမှာပဲဖြစ်ပါတယ်တင်ချမိကုံပုံစံကိုအရင်ဆုံးရှင်းပြမယ်ဆိုရင်တော့တင်ချမှာတမှတ်တန်10ပုံ2မှတ်တန်10ပုံ3မှတ်တန်10ပုံနဲ့5မှတ်တန်10ပုံဆိုပြီးတော့38ပုံမေးထားတာကိုတွေ့ရပါတယ်တမှတ်တန်10ပုံကိုဖြည့်နိုင်ဖို့အတွက်ကကြတော့ calculator ကိုကျွမ်းကျင်သုံးတတ်ဖို့လိုအပ်တယ်ဘယ်မေးခွန်းလာရင်ဘယ်လိုမျိုးဖြေရမလဲဆိုတဲ့ ideas ကိုမြန်မြန်စဉ်းစားတတ်ဖို့လိုတယ်ပြီးတော့လို့ရှိရင်မေးခွန်းဟောင်းတွေကိုထပ်ခါတလဲလဲလေ့ကျင့်ထားဖို့လိုအပ်ပါတယ်နံပါတ်10ဘုတ်ကလည်းထိုနည်းတူပါပဲ step by step တွက်ပြစေရမလို့ပဲနဲ့အထီးဥသာရေးပေးရတာဖြစ်တဲ့အတွက်တိကျမှန်ကန်မှုရှိဖို့အရေးကြီးပါတယ်ဒါကြောင့်မလို့နံပါတ်10ဘုတ်ကိုအဓိကထားပြီးတော့လေ့ကျင့်စေချင်ပါတယ်3မှတ်10ဘုတ်ကကြတော့တစ်စင်ပြီးတစ်စင်ဖြည့်ပေးဖို့လိုအပ်တယ် step by step စစ်တဲ့အတွက်ကြောင့်မလို့တည်တည်ချာချာဖြည့်ပေးဖို့လိုအပ်ပါတယ်နံပါတ်မေးခွန်းကကြတော့လေထိုနည်း၎င်းပဲ step by step တွက်ချက်ပေးရမယ်အပေါ်အစင်ကလေးကမှားတယ်ဆိုလို့ရှိရင်အောက်စင်မှာထပ်ပြီးတော့မစစ်သေးတော့ဘဲနဲ့အမှားချစ်ချလိုက်မှာပဲဖြစ်ပါတယ်အောက်စင်မှာမှန်နေလေအပေါ်အစင်မှာကလေးကမှားနေတယ်ဆိုလို့ရှိရင်တော့အောက်ပိုင်းကိုလုံးဝအမှတ်ပေးတော့မှာမဟုတ်ဘူးဆိုတာကိုနားလည်စေချင်ပါတယ်အခုရှင်းပြသွားတဲ့ဟာကြတော့သင်္ချာရဲ့မေကုံပုံစံကိုရှင်းပြပြီးပြီဆိုတော့နောက်ထပ်သင်္ချာမှာတခန်းချင်းစီလိုက်အမှတ်ခွဲမှုပုံစံဘာလဲ mark distribution ကဘာလဲဆိုတာကိုရှင်းပြပေးသွားမှာပဲပထမဦးဆုံး chapter 1မှာဆိုလို့ရှိရင် section A ရှိပါတယ် section A တမှတ်တမ်းမှာဆိုလို့ရှိရင်တပုတ်မေးထားတာကိုတွေ့ရတယ် section B မှာဆိုလို့ရှိရင်လည်းတပုတ်မေးထားတာကိုတွေ့ရတယ် section C မှာလည်းတပုတ်မေးထားတာကိုတွေ့ရတယ် section D မှာလည်းတပုတ်မေးထားတာကိုတွေ့ရတယ်ဒါကြောင့်မလို့ chapter 1ရဲ့total ရမှတ်က17မှတ်ကိုမေးထားတာကိုတွေ့ရပါတယ် chapter 2မှာပြောရမယ်ဆိုလို့ရှိရင် section A တမှတ်တမ်းမှာမေးထားခြင်းမရှိပါဘူး section B မှာလည်းမေးထားခြင်းမရှိဘူး section C မှာဆိုလို့ရှိရင်3မှတ်တမ်းတစ်ပုဒ်မေးတယ် section D မှာဆိုလို့ရှိရင်5မှတ်တမ်းတစ်ပုဒ်မေးထားကြောင်းတွေ့ရပါတယ်ဒါကြောင့်မလို့ chapter 2မှာဆိုလို့ရှိရင် total ရမှတ်10မှတ်ကိုမေးထားတာကိုတွေ့ရပါတယ်နောက်တစ်ခုကကြတော့ chapter 3ရဲ့ chapter 4တခန်းချင်းစီမေးမဲ့အစားသူတို့ကဘယ်လိုမေးလဲဆိုလို့ရှိရင် chapter 3နဲ့ chapter 4ကိုရောပြီးတော့မေးထားတာကိုတွေ့ရတယ် section A မှာဆိုလို့ရှိရင် chapter 3 or 4တဲ့ကတပုတ်မေးတယ် section B မှာဆိုလို့ရှိရင်တပုတ်မေးတယ် section C မှာဆိုလို့ရှိရင်တော့3မှတ်တမ်း2ပုတ်မေးထားတာကိုတွေ့ရတယ် chapter 3နဲ့ chapter 4နဲ့တဲ့က3မှတ်တမ်း2ပုတ်မေးထားတာကိုတွေ့ရတယ် section D ကကြတော့5မှတ်တမ်းတပုတ်မေးထားတာကိုတွေ့ရတယ်ဒါကြောင့်မလို့3နဲ့4နဲ့ပေါင်းပြီးတော့ total အမှတ်က14မှတ်ပုံမေးထားတာကိုတွေ့ရပါတယ်နောက်ထပ် chapter 5မှာပြောရမယ်ဆိုလို့ရှိရင် section A မှာတပုတ်မေးထားတာကိုတွေ့ရတယ် section B မှာဆိုလို့ရှိရင်တပုတ်မေးထားတာကိုတွေ့ရတယ် section C မှာဆိုလို့ရှိရင်လည်းတပုတ်မေးထားတာကိုတွေ့ရတယ် section D မှာဆိုလို့ရှိရင်တပုတ်မေးထားတာကိုတွေ့ရပါတယ်ဒါကြောင့်မလို့ chapter 5ရဲ့ total အမှတ်က17မှတ်ပုံမေးထားတာကိုတွေ့ရပါတယ်chapter 6မှာဆိုလို့ရှိရင်တော့ section A မှာတပုတ်မေးတယ် section B မှာလည်းတပုတ်မေးတယ် section C မှာလည်းတပုတ်မေးတယ် section D မှာလည်းတပုတ်မေးတာဖြစ်တဲ့အတွက်သူ့ရဲ့ total အမှတ်ကလည်း17မှတ်ပုံမေးထားတာကိုတွေ့ရပါတယ်နောက်ထပ် chapter 7 chapter 8 chapter 9မှာဆိုလို့ရှိရင် chapter 7က section A မှာတပုတ်မေးတယ် section B မှာဆိုလို့ရှိရင်လည်းတပုတ်မေးတယ် section C မှာကြတော့မေးထားခြင်းမတွေ့ရပါဘူး section D မှာကြတော့တပုတ်မေးထားတာကိုတွေ့ရပါတယ်နောက်ထပ် chapter 8မှာဆိုလို့ရှိရင်တော့ section A ကနှစ်ပုတ်မေးထားတာကိုတွေ့ရတယ် section B မှာဆိုလို့ရှိရင်တပုတ်မေးထားတာကိုတွေ့ရတယ် section C မှာဆိုလို့ရှိရင်လည်းတပုတ်မေးထားတာကိုတွေ့ရတယ် section D မှာဆိုလို့ရှိရင်မေးထားခြင်းမရှိကြောင်းကိုတွေ့ရှိရပါတယ်ဒါကြောင့်မလို့ chapter 7က10မှတ်ပို့နဲ့ chapter 8က9မှတ်ပို့မေးကြောင်းတွေ့ရပါတယ်နောက်ထပ် chapter 9နဲ့ chapter 10နဲ့ chapter 11ရကြတော့ chapter 9မှာဆိုလို့ရှိရင် section A ကတပုတ်မေးထားတာကိုတွေ့ရတယ် section B ကတပုတ်မေးထားတာကိုတွေ့ရတယ် section C ကတပုတ်မေးထားတာကိုတွေ့ရတယ် section D ကလည်းတပုတ်မေးထားတာကိုတွေ့ရတယ်ဒါကြောင့်မလို့ chapter 9ရဲ့အမှတ်ခွဲမှုပုံစံက17မှတ်ပုံမေးထားကြောင်းတွေ့ရှိရပါတယ်chapter 10ကကြတော့ section A ကတပုတ်မေးထားတာကိုတွေ့ရတယ် section B ကနှစ်ပုတ်မေးထားတာကိုတွေ့ရတယ် section C ကတပုတ်မေးထားတာကိုတွေ့ရပြီးတော့ section D ကမေးထားခြင်းမရှိကြောင်းတွေ့ရှိရပါတယ်ဒါကြောင့်မလို့ chapter 10ရဲ့ total အမှတ်ခါဆိုလို့ရှိရင်ရှင်းမှတ်ပို့တင်မေးထားတာကိုတွေ့ရှိရပါတယ် chapter 11ကိုသွားမယ်ဆိုလို့ရှိရင် chapter 11က section A မှာဆိုရင်တပုတ်မေးထားတာကိုတွေ့ရတယ် section B မှာဆိုလို့ရှိရင်တပုတ်မေးထားတာကိုတွေ့ရတယ် section C မှာလည်းတပုတ်မေးထားတာကိုတွေ့ရတယ် section D မှာလည်းတပုတ်မေးထားတာကိုတွေ့ရတယ်ဒါကြောင့်မလို့ chapter 11ရဲ့ total mark က11 mark 17မှတ်ပုံမေးထားတာကိုတွေ့ရှိရပါတယ်အဲ့လိုမျိုး chapter 7ခုလုံးပေါင်းလိုက်မယ်ဆိုလို့ရှိရင်တော့ total အမှတ်
အမှတ်တရဖို့မိထားကြောင်းတွေ့ရှိရပါတယ်အခုပိုင်းလေးဟာဆိုရင်ကျောင်းသားကျောင်းသူတွေကြောက်ဆုံးဘာသာရပ်ဖြစ်တဲ့သင်္ချာဘာသာရပ်ကိုဘယ်လိုမျိုး handle လုပ်မလဲဘယ်လိုမျိုးအမှတ်ပေးစည်းမျဉ်းနဲ့ကိုက်ညီအောင်ဖြည့်မလဲဆိုတာကိုပြပြပေးသွားမှာပဲဖြစ်ပါတယ် chapter 1မှာရဖို့အတွက်ကကြတော့ complex number ရဲ့ trigonometric form ရဲ့ inverse ရဲ့ product ရဲ့ division ရဲ့ power ရဲ့အဲ့ဒါတွေကိုရဖို့လိုအပ်ပါတယ်နောက်ထပ်အရေးကြီးတဲ့ဟာကကြတော့ soft ပုံစံပဲဖြစ်ပါတယ် soft ပုံစံမှာဆိုလို့ရှိရင်ကလေးအများစုအပေါ်စင်ကလေးကမှားတာကိုတွေ့ရတယ်ကလေးအများစုအပေါ်စင်ကလေးကမှားတာဖြစ်တဲ့အတွက်အောက်စင်တွေဘယ်လောက်မှန်မှန်အပေါ်စင်ကလေးကမှားနေတာဖြစ်တဲ့အတွက်အောက်ကအစင်တွေကိုမစစ်တော့ဘဲနဲ့9မှတ်စလုံးပြုတ်သွားတာကိုတွေ့ရှိရပါတယ်ဒါကြောင့်မလို့ chapter 1ကိုဂရုတစိုက်လေ့ကျင့်ဖို့လိုအပ်ပါတယ် chapter 2ကကြတော့ frame ကြအောင်ရေးနိုင်ရတယ် chapter 2မှာဆိုလို့ရှိရင်လည်းလက်ထားရတယ် assume လုပ်ရတယ် proof လုပ်ရတယ် proof လုပ်တဲ့ဟာမှာမှန်တယ်ဆိုလို့ရှိရင် frame ကြအောင်ရေးနိုင်တယ်ဆိုလို့ရှိရင်3မှတ်ဒါမှမဟုတ်5မှတ်ထိရနိုင်ပါတယ်ဒါကြောင့်မလို့ chapter 2ဟာဆိုလို့ရှိရင်လည်း frame ကြအောင်ရေးနိုင်တယ်ဆိုလို့ရှိရင်အမှတ်ပြရနိုင်တဲ့အခန်းပဲဖြစ်ပါတယ် chapter 3ကကြတော့ line ရဲ့ equation ကိုရရမယ် line နဲ့ခုတောင်းမှန်ကြတဲ့ဟာတွေ line နဲ့ plane နဲ့တောင်းမှန်ကြတဲ့ဟာတွေဒါတွေကိုရနိုင်ဖို့လိုအပ်ပါတယ်နောက်တစ်ခုကကြတော့ sphere နဲ့ plane နဲ့တောင်းမှန်ကြတဲ့ဟာမှာ sphere ရဲ့ equation ကိုမေးတာ plane ရဲ့ equation ကိုမေးတာဒါတွေကိုလည်းထပ်ခါတလဲလဲလေ့ကျင့်ထားဖို့လိုအပ်ပါတယ်ဒါဆိုရင်တော့ chapter 3ကိုလည်း ACC ဖြေနိုင်မှာပဲဖြစ်ပါတယ် chapter 4အတွက်ကကြတော့ scalar product တွေ vector product တွေကိုပိုင်နိုင်နေရမယ် area of the parallelogram တို့ area of the triangle တို့ဒါတွေကိုရှာတတ်ရမယ်နောက်တစ်ခုကကြတော့ line ရဲ့ vector equation parametric equation Cartesian equation တွေကိုလည်းရရမယ် plane ရဲ့ vector equation parametric equation Cartesian equation တွေကိုလည်းထပ်ခါတလဲလဲလေ့ကျင့်ထားဖို့လိုအပ်ပါတယ်chapter 5 permutation and combination အခန်းကိုဖြေနိုင်ဖို့အတွက်ကကြတော့ကိုယ့်ရဲ့ creative skill thinking skill ကိုပို့ပြီးတော့ improve ဖြစ်နေဖို့လိုအပ်ပါတယ်ဒါမှသာလျှင် chapter 5ကိုလွယ်လွယ်ကူကူဖြေနိုင်မှာပဲဖြစ်ပါတယ် chapter 5ရဲ့မေးခွန်းကိုကြည့်ပြီးတော့ဒါ permutation ပုံစံကိုမေးတာလားဒါ combination ပုံစံကိုမေးတာလားဆိုပြီးတော့အရင်ဆုံးခွဲခြားသိနေရပါမယ်ဒါမှသာလျှင်ကောင်းအောင်မဖြေနိုင်မှာပဲဖြစ်ပါတယ်chapter 6ကိုဖြေနိုင်ဖို့အတွက်ကကြတော့ circle ရဲ့ standard form ရဲ့ general form ရဲ့ကိုတည်ထားရမယ် parabola equation ၄ခုကိုလည်းနားလည်ထားဖို့လိုအပ်ပါတယ်နောက်တစ်ခုကကြတော့ဝေရိုးလဲတဲ့ပု္ပ္ပာတွေ rotate ပု္ပ္ပာတွေကိုလည်းထပ်ခါတလဲလဲလေ့ကျင့်ထားဖို့လိုအပ်ပါတယ်ဒါဆိုရင်တော့ chapter 6ကိုကောင်းကောင်းမွန်မွန်ဖြေနိုင်မှာပဲဖြစ်ပါတယ် chapter 7ရဲ့ chapter 8ရဲ့ chapter 10ရဲ့ chapter 11ရဲ့မှာဆိုလို့ရှိရင် trigonometric function exponential function logarithmic function တွေရဲ့ graph တွေကိုဆွဲတက်ရမယ်differentiate လုပ်တက်ရမယ် integrate လုပ်တက်ရပါမယ် chapter 9အတွက်ကကြတော့ tangent line ရဲ့ equation normal line ရဲ့ equation တွေကိုရနေရမယ် local maximum တွေ local minimum တွေ global maximum တွေ global minimum တွေဒါတွေကိုလည်းနားလည်ထားဖို့လိုအပ်ပါတယ်နောက်ထပ်ပြီးတော့ critical point တွေကိုလည်းရှာတတ်ရမယ် linearization တွေ approximation ပုံစံတွေကိုလည်းထပ်ခါတလဲလဲလေ့ကျင့်ပေးဖို့လိုအပ်ပါတယ်ဒါမှသာလျှင် chapter 9ကိုအခက်အခဲမရှိဘဲနဲ့ကောင်းမွန်မွန်ဖြေနိုင်မှာပဲဖြစ်ပါတယ်အခုပြပြပေးသွားတာကကြတော့သင်္ချာရဲ့မေကုံပုံစံဘာလဲသင်္ချာမှာတစ်ခန်းချင်းစီလိုက်အမှတ်ခွဲပုံစံဘာလဲဘယ်ခန်းတော့အသားပေးရမယ်ဘယ်ပိုင်းတော့အသားပေးရမလဲဆိုတာကိုပြပြပေးသွားတာပဲဖြစ်ပါတယ်အဓိကကြတော့ကျောင်းသားကျောင်းသူတွေအများဆုံးကြောက်နေတဲ့သင်္ချာဘာသာရဲ့ကို handle လုပ်နိုင်ဖို့အတွက်ကအရင်ဆုံး time management ကောင်းကောင်းလုပ်တတ်ဖို့လိုအပ်ပါတယ်စာမိုးဝဲဖြေမဲ့အခန်းထဲကိုရောက်သွားတဲ့အခါမှာဆိုလို့ရှိရင်ကိုက time manage မလုပ်ထားဘူးဆိုလို့ရှိရင်အပုပ်စီဖြေနိုင်မှာမဟုတ်ဘဲနဲ့အမှားအယွင်ဖြစ်နိုင်ပါတယ်ဒါကြောင့်မလို့ time manage လုပ်ထားရမယ်ဘယ်ချိန်အတွင်းမှာတော့ဘယ်ပုပ်ကိုပြီးရမလဲဘယ်ပုပ်ထိပြီးရမလဲဆိုတာကို time manage လုပ်ထားမယ်ဆိုလို့ရှိရင်အပုပ်စီကိုကောင်းကောင်းမွန်မွန်ဖြေနိုင်မှာပဲဖြစ်ပါတယ်ဒီနေ့သင်္ချာဘာသာရဲ့အကြောင်း sharing လုပ်ပေးသွားတဲ့ဗီဒီယိုလေးက junior လေးတွေအတွက်တနည်းနည်းနဲ့အကျိုးရှိမယ်လို့မျှော်လင့်ပါတယ်နောက်ထပ်ဘာသာရဲ့တစ်ခုချင်းစီရဲ့ line study tips တွေကို share လုပ်ပေးသွားမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ channel လေးကို subscribe လုပ်ခဲ့ဖို့အတွက်မမေ့ပါနဲ့ Okay that's all thanks for watching see you in the next video bye bye guys